ဒီကနေ့1388ခုနှစ်ဒုတိယဝါဆိုလပြည့်ကျော်10ရက်စနေနေ့နမ်ဆာမြို့ဒုက္ခိတာကမ္မထမ်းကျောင်းတိုက်အတွင်းမှာတရားစခန်းဖွင့်ပွဲတရားစခန်းပွဲရှိကြိမ်မြောက်တရားစခန်းပွဲဒီကနေ့ဆွမ်းအလူရှင်များကကိုသက်ဆွေဦးမချယ်ရီခိုင်မိသားစုအမှတ်3ရပ်ကွက်နမ်ဆန်မြို့ကနေပြီးတော့လှူဒန်းတာဖြစ်ပါတယ်ဝေယဝိဆအလူရှင်များကြတော့အောင်စပူရပ်ကွက်နောက်ပြီးတော့ကမ္မထံကွက်တစ်ဒီရပ်ကွက်2ကွက်ပေါင်းပြီးတော့ဝေယဝိဆလှူအားဒါနလှူဒန်းကြတာဖြစ်တယ်ဒီကနေ့ဘုရားရှင်ရဲ့ပฏิပတ်တိသာသနာတော်ကြီးအစီခန့်ခန့်ပြန်ပွားပါစေခြင်းအကျိုးငါရည်စူးပြီးတော့လာရောက်ပြီးတော့ဆောင်းခဲပွဲဘောဆင်လှူပွဲရာများဆက်ကလှူဒန်းကြတယ်ဒါဘုရားရှင်ရဲ့သာသနာတော်ထဲမှာမိမိရဲ့ချွေးနေစာလာပြီးတော့မြုပ်နှံထားတယ်ဒီလိုလာမြုပ်နှံပြီးတော့ကောင်းမှုကုသိုလ်ပြုတဲ့ကုသိုလ်မျိုးကိုအနုကာမိကကုသိုလ်တဲ့ဒါမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်များတာလည်းရင်ဒီကုသိုလ်မျိုးကိုလုပ်ခွင့်ရလုပ်နိုင်တယ်မျက်စိနှလုံးရှိတယ်ဆိုတာဒီပစ္စုပန်ဘဝမှာစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့လည်းအသုံးပြုတယ်ပေါ့။နောင်ဘဝအတွက်ကုသိုလ်အဖြစ်ပြောင်းပြီးတော့ဒါနကောင်းမှုကုသိုလ်အဖြစ်ပြောင်းယူပြီးတော့နောင်ဘဝဆက်တိုင်းလိုက်ပါအောင်လေဒါကတော့ဒါနကုသိုလ်များရှိဖို့ကြတယ်လို့ဆောင်ကြတယ်ဒီလိုနဲ့ဒီပစ္စုပန်ဘဝမှာလည်းပဲချမ်းသာနဲ့ရှာဖွေစုဆောင်ထားတဲ့ပစ္စည်းဥစ္စာတွေကိုသုံးဆောင်ခံစားအောင်လဲကြိုးစားတယ်ဒါကတော့ပစ္စုပန်မျက်စိတစ်လုံးပေါ့နော်။နောင်တမလွန်ဘဝဆက်တိုင်းလဲပါအောင်ဆိုပြီးတော့မိမိရဲ့ချွေးနှဲစာထဲကိုကောင်းမှုကုသိုလ်တွေပြုပြီးတော့ကုသိုလ်အဖြစ်ပြောင်းယူတာဖလှယ်ယူတာအဲ့ဒီကုသိုလ်ဖြစ်သွားပြီဆိုရင်မိမိရဲ့ချွေးနှဲစာဟာနောင်တမလွန်ဘဝအထိအမြဲတမ်းအရေးပမာလိုက်ပါတဲ့ဥစ္စာမျိုးကိုအနုကာမိကဥစ္စာတဲ့ဒါပညာရှိတဲ့ပုဂ္ဂိုလ်တွေပဲဒီမျက်စိနှလုံးရှိပြီးတော့ဒီလိုကုသိုလ်မျိုးကိုစီးပူးခွင့်ရတာတဲ့ဘုရားရှင်တချို့ပုဂ္ဂိုလ်များဆိုရင်မျက်စိတစ်လုံးပဲရှိတယ်ဒီဘဝကောင်းစားရေးကိုပဲကြိုးစားအားထုတ်ကြတယ်နောင်ဘဝအတွက်ပြင်ဆင်တယ်ဆိုတာမရှိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတော့မျက်စိတစ်လုံးရှိတဲ့ပုဂ္ဂိုလ်ဟောဒီနေ့ကိုသက်ဆွေဦးမခိုင်တို့မိသားစုကြတော့ဒီပစ္စုပန်ဘဝကောင်းစားရေးလဲကြိုးစားအားထုတ်တယ်နောင်တမလွန်ဘဝအတွက်လဲဒီနေ့ကုသိုလ်တွေရှိပူးထားတယ်အဲ့ဒီကုသိုလ်ဟာကိုပိုင်ဥစ္စာပဲတေကိုနောက်ပါမှာဒါပဲအားကိုးရမှာနော်ကျန်တဲ့ရွှေတွေငွေတွေပစ္စည်းဥစ္စာတွေကိုတည်တဲ့အခါကျရင်အားကိုးလို့မရဘူးထားပြီးသွားကြမှာနော်ဒါကြောင့်အဲ့ဒီလိုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်လည်းရှိတယ်တဲ့တချို့ပုဂ္ဂိုလ်များမျက်စိတစ်လုံးမှမရှိတဲ့ပုဂ္ဂိုလ်လည်းရှိတယ်တဲ့နော်တချို့ပုဂ္ဂိုလ်များဆိုရင်ဒီပစ္စုပန်ဘဝကောင်းစားရေးလည်းဘာမှမလုပ်နောင်တမလွန်ဘဝအတွက်ဆိုလည်းဘာမှပြင်ဆင်ထားတာမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတော့မျက်စိတစ်လုံးမှမရှိတဲ့ပုဂ္ဂိုလ်တဲ့ပြောနော်ဒါကြောင့်ဒီကနေ့တော့အလှရှင်များပေါ့နော်ဝေယဝိဆပုဂ္ဂိုလ်များဟာဝေယဝိဆပုဂ္ဂိုလ်များလည်းလို့အာဒါနလို့ခေါ်တယ်နော်အဲ့ဒါလည်းဒါနပဲဒါကြောင့်ဒီနေ့ဟာအလှရှင်ပုဂ္ဂိုလ်မိသားစုများဟာအားလုံးတို့ဟာမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်လို့ဘုရားရှင်ဒါကတော့ရှိမွန်းတော်မူတယ်မျက်စိနှလုံးရှိအောင်တော့ကြိုးစားပေါ့နော်ပြီးတော့ဘုရားရှင်ဟောထားတဲ့ဂါထာတစ်ပုဒ်
อัปปมัตตาตตาโหทะญัตตวาติงคาระธรรมตังตากิสามนุยงสวนัตถิโนมิสุติงกรัมอัปปมัตตาตตาโหทะอาคาคาเตตติติยาနဲ့နေကြတဲ့ဘုရားရှင်မှားတာเนาะအခါခတ်သိမ့်တဲ့သွားတဲ့အခါရောเนาะစားတဲ့အခါအိတ်တဲ့အခါနေတဲ့အခါထိုင်တဲ့အခါအရာခတ်သိမ့်မှာတတိတရားတွေနဲ့နေတတိတရားရှိရင်အတိတရားရှိတယ်တတိတရားဟာအနဲ့တူတယ်အတိတရားဟာခြီနဲ့တူတယ်ဘုရားရှင်ပြောเนาะဘာဖြစ်လို့တတိနဲ့နေခိုင်းတာလဲဆိုရင်အတိရှိစေခြင်းလို့တတိရှိရင်အတိရှိတာဖြစ်တဲ့အတွက်အတိရှိတဲ့ပုဂ္ဂိုလ်ဟာအမှားနည်းတယ်ဟုတ်ကဲ့လားအမှားနည်းတယ်နော်ဥပမာစားဖို့တောက်ဖို့ဆိုရင်လဲဆွန်းဝိုင်းရောက်သွားတယ်ထမင်းဝိုင်းရောက်သွားတယ်ဩဒီဆွန်းနေဒီဟင်းတွေနဲ့ငါယောဂာနဲ့တဲ့မတဲ့ဆိုတာတတိရှိတဲ့ပုဂ္ဂိုလ်ကအတိပေါ်တယ်ဟုတ်မှာနော်အဲ့ချိန်ကျရင်ကိုနဲ့တဲ့တာမတဲ့တာကိုလည်းစဉ်းစားဆင်ခြင်ပြီးတော့သိနိုင်တယ်နော်အဲ့တိုင်းဆိုလို့ရှိရင်ကိုနဲ့မတဲ့တဲ့ဟာကိုရှောင်ပြီးတော့ကိုနဲ့တဲ့တဲ့ဟာစားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒုက္ခဖြစ်ပါမလားမဖြစ်ဘူးနော်ဒါကြောင့်လောကမှာဆိုစကားရှိတယ်ကြိုက်တာကိုမစားနဲ့တဲ့တာကိုသာစားပါဟုတ်လားနော်တချို့ပုဂ္ဂိုလ်ကတော့တဲ့တာမတဲ့တာမရှင်းချင်ဘူးလေကိုကြိုက်တာကိုပဲစားကြခဏနေကြတော့သွေးတိုးတက်ပြီးဟုတ်မှာနော်ရှိချိုထပြီးအဲ့လိုမျိုးလေဒုက္ခမရောက်ဘူးလားအေးအဲ့လိုမျိုးဒါကြောင့်ကြိုက်တာမစားနဲ့တဲ့ဥစ္စာကိုသာစားပါတဲ့ဘေးကင်းတာပေါ့ချမ်းသာတာပေါ့တဲ့ဟာစားမယ်ဆိုရင်သွေးတက်ပါမလားရှိချိုထပါမလားသွေးလည်းမတက်ဘူးရှိချိုလည်းမထဘူးဆိုတော့မချမ်းသာဘူးလားနော်အခုပလာဖြစ်လာတယ်ချမ်းသာတယ်နော်ကိုကျမ်းမှာစိတ်ချမ်းသာလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကုသိုလ်လည်းရှာနိုင်တယ်ပညာလည်းရှာနိုင်တယ်ဥစ္စာလည်းရှာနိုင်တယ်ဟောစဉ်းစားကြည့်မကောင်းလားအကရဲ့တဲ့တာမတဲ့တာကိုမရှင်းချင်းပဲနဲ့မစဉ်းစားပဲနဲ့ကိုကြိုက်တာကိုပဲတအားလွှဲလိုက်မယ်ဆိုရင်လေဒုက္ခဖြစ်ပြီလေကျမ်းမာရေးချို့တဲ့လာနော်ခေါင်းကိုက်လာမယ်သွေးတွေတက်လာမယ်စီးချိုတွေထလာမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကုသိုလ်လည်းမရှာနိုင်တော့ဥစ္စာလည်းမရှာနိုင်တော့ပညာလည်းမရှာနိုင်တော့ရှုံးပြီဒါကြောင့်ဘုရားရှင်ကအခါခတ်သိအမြဲတမ်းတတိနဲ့နေပါဒီစကားမမှန်ဘူးလားမှန်တယ်နော်အေးဒါဒါလောက်စင်သဘောပေါက်ပြီနော်နံပါတ်2ကညတ်တော်သင်္ခါရဓမ္မတံတဲ့သင်္ခါရသဘောတရားတွေကိုလည်းမင်းတို့သိအောင်လှုပ်ထားကြတဲ့အဲ့လိုပြောရနော်သင်္ခါရဆိုတာဘယ်ဟာပြောတာလဲဟောဒီခန္ဓာကိုယ်ကိုပြောတာခန္ဓာကိုယ်ကြီးဟာသင်္ခါရလို့ခေါ်တယ်ဘာဖြစ်လို့သင်္ခါရလို့ခေါ်ရတာလဲဆိုတော့သင်္ကရိယန္တိတိသင်္ခါရတဲ့အမြဲတမ်းပြုပြင်နေရလို့တဲ့ဘာဖြစ်လို့ဒီခန္ဓာကိုယ်မပြုတ်ပြင်အောင်လားမနဲ့အေးရထလာတာနဲ့တပြိုင်နဲ့ဒီခန္ဓာကိုယ်ကြီးကိုပဲပြုတ်ပြင်နေရတာနော်ပြုတ်ပြင်လို့ကိုမဆုံးပြက်အစဉ်ပြင်ခဏအဲ့စကားကြားဘူးလားဒီခန္ဓာကိုယ်ဟာပြက်နေတာအစဉ်ပြင်ခဏပဲရတယ်နော်ကြာထိုင်တော့မညောင်းလားညောင်းတော့မပြင်ဘူးလားမပြောက်သွားဘူးလားတဏီကုန်ခံပြီလားခဏနေပြန်ညောင်းလာတာပဲဒီတိုင်းပဲလေပြက်အစဉ်ပြင်ခဏဒီခန္ဓာကိုယ်ကြီးဟာအမြဲတမ်းပြက်နေပြက်တော့ပြင်ရတာပေါ့နော်ခဏနေပိုက်စားတယ်ပိုက်စားတော့ချက်ပြုတ်လုတ်ကျွေးမလုပ်အောင်လားလုပ်ရတယ်နော်အေးအခုနေ့လေကျင်းဆိုလို့ရှိရင်စားလိုက်တောက်လိုက်တော့စားတဲ့ဒုက္ခဝေဒနာရှိသေးလားမရှိတော့ပျောက်သွားရနော်ဒါပေမဲ့ညနေအထိခံလားမခံဘူးညကြငါပါစားနော်အဲ့လိုမျိုးဒီခန္ဓာကိုယ်ကြီးဟာလေအမြဲတမ်းပြုတ်ပြင်နေရတယ်မထင်ရှားဘူးလားအေးအမြဲတမ်းပြုတ်ပြင်နေရတာအမြဲတမ်းတောင်းပန်နေရတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကြီးကိုသင်္ခါရလို့ခေါ်တယ်နော်သင်္ခါရဆိုတာပြုတ်ပြင်နေရတာ
မပြုတ်ပြင်မကောင်းလို့နော်မကောင်းဆိုရင်ဆင်းရဲတယ်ဒုက္ခရောက်တယ်အဲ့ဒါဘုရားရှင်ပြောတာအေးမင်းတို့အဲ့ဒီသင်္ခါရသဘောတရားတွေကိုလည်းသိအောင်ကြိုးစားကြမပြောလားသိဖို့မလိုလားဒီခန္ဓာကိုယ်ဟာနှိမ့်ဆက်တယ်ဒုက္ခပေးတယ်မပြုတ်မပြင်ပဲဒီတိုင်းထားရင်တအားနှိမ့်ဆက်တယ်အလေးအပေါ်သွားခြင်းမသွားပဲနေကြည့်ရလားမဆင်းရဲဘူးလားဒီတိုင်းပဲအမြဲတမ်းနှိမ့်ဆက်တယ်ဒီခန္ဓာကိုယ်ကြီးဟာလေအေးအမြဲတမ်းပြုတ်ပြင်နေရတာပြုတ်ပြင်နိုင်မှတော့ရကြတာလေမပြုတ်မပြင်ပဲထားရင်အိုးနှိမ့်ဆက်လို့ဒုက္ခပေးလို့ကိုဒုက္ခကိုသိတာပေါ့ဗျာတတိနဲ့နေတဲ့ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီဒုက္ခမသိနိုင်ဘူးလားဒုက္ခသိနိုင်တယ်နော်အဓိကကတော့အဲ့ဒီဒုက္ခကိုမြင်ဖို့သိဖို့အရေးကြီးတာဒုက္ခနဲ့နေပြီးတော့ဒုက္ခမမြင်တာများတယ်လောကသားတွေကတူတူကိုပဲနော်ဒီခန္ဓာဘဝကြီးရတာဒါလောက်ပင်ပန်းတာဒါလောက်ဆင်းရဲတာကိုဆင်းရဲတယ်ပင်ပန်းတယ်လို့မထင်ဘူးထင်လားမထင်ဘူးဝင်ငွေကောင်းတော့ပျော်နေတာပဲမခိုင်လို့ဆိုပျော်ပါနော်အဲ့လိုမျိုးနော်ဒုက္ခရဲ့လို့ကိုမထင်တာနောက်ပြီးတော့ဒီခန္ဓာကိုယ်ကြီးရဲ့အရှိသဘောဟာတနေ့တခြားရေနေငါပမာမဖြစ်ဘူးလားတနေ့တခြားရေနေငါပမာဟောဒီနေ့တနေ့ကုန်သွားပြီဆိုရင်လူပြည်မှာနေဖို့တရက်ကုန်သွားပြီအနှုတ်လက္ခဏာပဲပြတယ်ဒီခန္ဓာကိုယ်ကြီးကအပေါင်းလက္ခဏာပြလားအနှုတ်လက္ခဏာပဲပြတယ်တဏှာကြီးကုန်သွားရင်လူပြည်မှာတဏှာကြီးလူပြည်မှာနေဖို့တဏှာကြီးအချိန်ရော့သွားပြီလေနော်အချိန်ရော့သွားပြီကုန်သွားပြီဆိုတာဟိုကနီးသွားပြီလေစောတော့ဒီနားမှာအတန်ကြားလိုက်တယ်နော်လိုက်ပို့တာပြီးရင်အဲ့တိုင်းပဲသွားတော့မှာဟုတ်တယ်မလားနော်လုံပါပြီးတော့နေတာကိုရထားတဲ့ခန္ဓာကိုရထားတဲ့ဘဝကိုယ့်ရဲ့အဖြစ်ကိုသိဖို့တတိထားမှသိမလေဒီအရာတတိမထားရင်သိပါမလားမသိဘူးရနော်အေးဒီတိုင်းဖြစ်တယ်ဒါလည်းဘုရားရှင်ကသိအောင်လှုပ်ထားကြတဲ့နော်ကိုနေတဲ့ခန္ဓာဒီအရှိတရားကြီးဟာဒီအတိုင်းပဲဒီသဘောတရားပဲဒါကိုတတိထားပြီးစောင့်ကြည့်မှသိတာနှမို့ဆိုရင်မသိဘူးမသိတော့ဒီလိုပဲပြောနေတာပဲနော်မိုးကုတ်ဆရာတော်ပြောတယ်လို့နော်မသိပြောငါးပြောတာတဲ့ငါးများဟာတဲ့မိုးတွင်တော့ကရေများတော့လေရေများတဲ့အလျောက်ပြောတာတဲ့ຫນွေရောက်လာပြီရေတွေနဲသွားပြီအဲ့ချိန်ကျဟာຫນွေရောက်လာပြီဟာရေတွေနဲလာပြီငါတို့တနေ့ကျသေတော့မယ်ဆိုတာလည်းမသိဘူးတဲ့ငါးတွေဟာလေတခါတလေကြောပေါ်ရေတော့မမြုပ်တော့ပျော်တော့ပဲနော်မသိပျော်တာတဲ့အဲ့တိုင်းဆိုကောင်းပါမလားမကောင်းတော့အဲ့တတိထားနော်ဒါကြောင့်ဘုရားရှင်ပြောတယ်ညတ်တော်သင်္ခါရဓမ္မတံဟောဒီသင်္ခါရတရားကြီးခန္ဓာကိုယ်ကြီးဟာအမြဲတမ်းတောင်းပန်နေရတဲ့ဒီသင်္ခါရတရားကြီးကိုလည်းမင်းတို့သိအောင်လှုပ်ထားကြဒါအဲ့လောက်ရှင်သဘောပေါက်ပြီနော်နံပါတ်3တာကိစ္စမနုယုံသဟောတဲ့ကိုအလုတ်ကိုပိုင်တဲ့အလုတ်ကိုကြိုးစားပြီးတော့လုပ်ပါကိုပိုင်တဲ့အလုတ်တဲ့အဲ့ဒါကိုပွဲယုံကိုပိုင်မှမလားမခိုင်ပိုင်မှမလားတနေ့ချန်ထားပြီးမသွားဘူးလားဟာဒီပွဲယုံငါယူသွားမယ်ယူသွားလို့ရလားအေးအဲ့ကိုမပိုင်ဘူးနော်ကိုမပိုင်တဲ့အလုတ်ကိုပိုင်တဲ့အလုတ်ဆိုတာရှိတယ်တဲ့ဒါပေမဲ့လောကသားတွေကကိုမပိုင်တဲ့အလုပ်ထားပြီးသွားမဲ့အလုပ်ကိုပဲဦးစားပေးပြီးတော့လုပ်နေတယ်ကိုပိုင်မဲ့အလုပ်ကိုကြတော့မေ့နေတယ်တဲ့မမေ့ဘူးလားအေးကိုပိုင်တဲ့အလုပ်ကဘာအလုပ်လဲဆိုတာဒါနအလုပ်သီလအလုပ်ဘာဝနာအလုပ်ဟဲ့ဒီအလုပ်သုံးတော့ဟာကိုပိုင်နေတင်ကိုတော့ဘာမှဒါနကုသိုလ်ဒီနေ့ဆိုလို့ရှိရင်အဲ့ဒီဒါနကုသိုလ်ဟာတင်ကိုတော့မပါဘူးလားပါမယ်နော်သီလကုသိုလ်သောရောတရဏဂုံ3ပါးနှင့်တကွ5ပါးသီလကိုအာမဘန်းတွေခံထားတယ်လေနော်အဲ့ဒီသီလကုသိုလ်လည်းသိရင်ကိုတော့မပါဘူးလားပါမယ်အခုပိယိတ်တရားနာတယ်ဘာဝနာကုသိုလ်လို့ခေါ်တယ်ဟုတ်ကဲ့လားအဲ့ဒီကုသိုလ်လည်းသိရင်ကိုတော့ပါမှာထားပါမလားထားသွားမလား
thao nó bà con nó cũng nó bà mà hại cô nó bố chạy cô tỷ lệ khai chạy a cô mà cả đà na cô tổ tỷ la cô tổ bảo na cô tổ thì cô tổ đông miêu hạ cô bành ở lô cô bành ốc sa cô nó bà đấy hà đấy cô a cô mà cả đà đấy nó tất đi si đấy bố cô tất đi này nè đấy bố cô hà thì tập bố đi a cô na lệ đấy cô bành đấy ở lô đấy cô nó đà đó nên là ba lô bị đó mà hô đấy cô mà bành đấy ở lô đấy cô nên là ba lô bị đó cô bành đấy ở lô của chúa gia bị đó lâu ở lùm yêu nó phải à xin ở lù bỏ nó ta về mẹ lo cả ta để cả đấy mẹ liao bị đó cô bành đấy ở lô của cha đó u gia mà bê vu nó tất khả năng sa đập b와 sa sa mẹ ở lô của cha đó đấy mi cùng yang cùng u gia bê bị đó ở đi cả tha đấy phải à xinပြောတာဘုန်းကြီးပြောတာမဟုတ်နော်ပြန်ပြီးတော့ဖောက်တယ်ချတာပဲရှိတာသဘောပေါက်နော်ဒီနေ့ကိုပိုင်တဲ့အလုပ်ကိုလုပ်တာဟုတ်တယ်မလားနော်ကိုပိုင်တဲ့အလုပ်တဲ့ဒီဥစ္စာကိုနောက်ပါမှာတဲ့ကိုတို့ရဲ့အားလုံးဟာတန်တရားခီးသွားတဲ့ပုဂ္ဂိုလ်တွေကြီးပဲဟုတ်ဘူးလားဒီဘဝတည်ပြီးဆိုရင်ပြီးရောလားမပြီးသေးဘူးမလားမပြီးသေးဘူးနော်ဒီဘဝတည်ပြီးနောက်ဘဝဆိုတာမဆက်အောင်လားဒါကြောင့်တန်တရားခီးသွားတယ်တို့တွေအားလုံးဟာတန်တရားခီးသွားတဲ့ဧည့်သည်တွေခဏတစ်ဖြုတ်လာဆုံကြတာနော်ခဏတစ်ဖြုတ်လာဆုံတာဒီဓမ္မယောထဲမှာခဏတစ်ဖြုတ်ဆုံတာတရားပွဲပြီးရင်ကိုလန်းကိုသွားကိုဟုတ်မှာနော်အကုန်လုံးခွဲသွားကြမှာကြီးပဲဟောဟုတ်တယ်မလားဒီတိုင်းပဲတို့တွေဟာတန်တရားခီးသွားတယ်ပဲခီးသွားတဲ့ပုဂ္ဂိုလ်ရဲ့အဓိကလိုအပ်ချက်ကဘာလဲစဉ်းစားရမယ်ဆင်ခြင်ရမယ်တတိထားမယ်နော်ဘုရားရှင်ကဒါနံပါထေယမௌတ္တမံတဲ့ခီးသွားတဲ့ပုဂ္ဂိုလ်ရဲ့အဓိကလိုအပ်ချက်ကရိက္ခာပါတယ်ရိက္ခာအရေးကြီးတယ်တဲ့ဒီကနေရန်ကုန်မန္တလေးသွားမယ်ဆိုရင်ရိက္ခာမပါလို့ရပါမလားမဟာမလေးခီးသွားတဲ့ပုဂ္ဂိုလ်ဆိုတာခီးမထွက်ခင်ကတည်းကကြိုတင်ပြီးတော့မပြင်ဆင်ရအောင်လားကြိုတင်ပြင်ဆင်ရတယ်ဗျနော်2ရက်3ရက်အလိုမှာလေပြင်ဆင်ရတယ်ငါသုံးဖို့ပိုက်ဆံဘယ်လောက်ထဲမလဲအဝတ်အစားပဲနဲ့စုံထဲမလဲနော်စားဖို့တော့ဖို့ပါထဲမလဲဆေးဝါးဓာတ်စာပါထဲမလဲနော်ဒီကြားထဲမှာမှတ်ပုံတင်တို့ဝိုက်ကတ်တို့ကမပါမဖြစ်တဲ့ဟာတွေထဲရမှာလေဟုတ်မလားနော်ဒါရိတ်ခါတွေခီးသွားတဲ့အခါရိတ်ခါမပါပဲဒီတိုင်းသွားတောင်းစားရမှာလေဟုတ်ဘူးလားဘာမှမပါဘဲနဲ့ထမင်းစားတဲ့အခါကျတော့ဘာတော့ဝယ်စားမအောင်ဟုတ်လားနော်အဲ့ချိန်ကျမတောင်းအောင်လားတတောင်းစားဆိုတာကိုတန်တရားခီးသွားမှမသိတော့ဘာမှမပြင်ဆင်ဘူးလေအတိတ်ကလည်းမပြင်ဆင်ခဲ့လို့ဒီဘဝမှာတောင်းစားတာနော်ဒီဘဝလည်းပြင်ဆင်လာဘာမှမပြင်ဆင်ဘူးသူတို့ကလေနောင်ဘဝကြနဲ့ဒီတောင်းစားတဲ့ဘဝကမကျွတ်တော့မလွတ်တော့အဲ့လိုဖြစ်သွားဒါဟာတတိမပါလို့ဒါကြောင့်ဘုရားရှင်အခါခတ်သိတတိနဲ့နေကြဆိုတာအဲ့ဟာပြောတာတတိရှိတဲ့ပုဂ္ဂိုလ်ကြတော့ပြင်ဆင်တယ်။ငါတန်တရားခီးသွားတဲ့ပုဂ္ဂိုလ်ပဲခီးသွားတဲ့ပုဂ္ဂိုလ်ရဲ့အဓိကလိုအပ်ချက်ဟာရိက္ခာပဲဒါနရိက္ခာသီလရိက္ခာဘာဝနာဆိုတဲ့ရိက္ခာထုတ်တယ်ထုတ်မှတော်မယ်ဆိုပြီးတော့ကိုပြင်ဆင်တယ်လေအဲ့ဒါမှနော်တတိရှိတဲ့သူကပြင်ဆင်တယ်ပြင်ဆင်တော့ခီးသွားတဲ့အခါဒါတွေမပါသွားဘူးလားနော်ရိက္ခာထုတ်ရင်ကိုယ်မှအပြည့်စုံပါတော့မျက်နှာငယ်ပါမလားမျက်နှာမငယ်ရဘူးအဲ့ဒီအကျိုးမျိုးရမှာနော်မျက်နှာငယ်ခြင်းလားမငယ်ခြင်းမလားမငယ်ခြင်းဘာလို့ရမလဲကြိုတင်ပြင်ဆင်မှုရိက္ခာထုတ်မှုစုဆောင်းမှုလုပ်ရတယ်တဲ့ဒါကြောင့်အဲ့ဒီဥစ္စာဟာကိုယ်ပိုင်ဥစ္စာတို့တွေဟာတနေ့ကျန်ခီးထွက်တော့မှာဟုတ်တယ်မလားနော်အဲ့ဟာလည်းသိထားပါတယ်နော်ပြီးတော့နံပါတ်4ကနတ္ထိနောမိစုသိင်္ကရံတဲ့ပေမင်းနဲ့ငါတို့နဲ့ချိန်ထားတာမရှိဘူးတဲ့ရှိပါမလားမရှိဘူးနော်ဘယ်ချိန်လာခေါ်မှလည်းမသိအေးဆေးပေါ့ကွာနောင်ခါကြမလောက်တာပေါ့ကွာလို့သွားမလုံနဲ့တဲ့ပေမင်းနဲ့ချိန်ထားတာမရှိဘူးကိုယ်တော်လက်မဆန့်မီဆန့်တော်လက်မကွေးမီနော်အဲ့လိုမျိုးသွားတတ်တယ်နေ့မြင်ညပြောက်ညမြင်နေ့ပြောက်ရော
အဲ့လိုမျိုးတွေမရှိဘူးလားအေးအဲ့အကြောင်းဒီတတိရှိတဲ့ပုဂ္ဂိုလ်ကဒီအတိတရားတွေရှိရင်လေဘယ်ခါကြမှနောင်ခါကြမှဆိုတာမဆွေတော့ဘူးနော်ကြိုးစားပြီးတော့ပြင်ဆင်ရတာဘာဖြစ်လို့လဲတေမင်းနဲ့ချိန်ချက်ထားတာမရှိတဲ့အတွက်ခဏနေတေမင်းလာခေါ်တော့ဘာမှမပြင်ဆင်ရသေးဘူးဆိုရင်ဟောအဲ့ချိန်ကြရင်နော်ကြောက်ပြီပေါ့မကြောက်တော့ဘူးလားကြောက်ပြီလေငါမှဘာမှပြင်ဆင်ထားတာမရှိဘူးဒါနလည်းငါမှမရှိသေးဘူးသီလလည်းမရှိသေးဘူးဘာဝနာလည်းငါမှမရှိသေးဘူးဆိုတော့တေမင်းနဲ့ရင်ဆိုင်တဲ့အခါကျတော့ကြောက်ပြီလေအဲ့ဒီပုဂ္ဂိုလ်မျိုးကနော်အဲ့ချိန်ကျတော့မိုးကုတ်ဆရာတော်ပြောသလိုနော်မဲ့သေးမဲ့ပြီးတော့တေတာဘာဖြစ်လို့လဲဆိုတော့ကြောက်ပြီလေတေမင်းနဲ့ရင်ဆိုင်တဲ့အခါရကို့မှာပြင်ဆင်ထားတာဘာမှမရှိတော့ကြောက်ပြီလေကြောက်တော့မဲ့ပြီးတော့တေရတယ်တဲ့အကယ်၍အရှင်တင့်ကိုပြင်ဆင်ထားပြီးတေမင်းလာခေါ်တဲ့အခါကို့မှာအရှင်တင့်ဖြစ်ပြီဆိုတော့ကြောက်ပါအောင်မလားမကြောက်တော့ဘူးမကြောက်တော့ပြုံးသေးတဲ့ဩငါအကုန်လုံးပြင်ဆင်ထားပြီးငါမှာဒါနအထုတ်သီလအထုတ်ဘာဝနာအထုတ်တွေအစွမ်းနိုင်တဲ့လောက်ငါကြိုးစားပြီးတော့ငါထုတ်ထားပြီးကို့မှာအကျင့်တင့်ဖြစ်ပြီဆိုတော့လေဘာမှကြောက်မရှိတော့ဘူးနော်တေလဲပြုံးပြီးတော့တေတာတဲ့အဲ့ဒီပုဂ္ဂိုလ်ပြုံးပြီးတေတဲ့ပုဂ္ဂိုလ်ကတော့နော်ကောင်းရမွန်ရနော်ချမ်းသာတဲ့သူကတိဘဝပဲရောက်မှာပေါ့မေ့ပြီးတေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်နေရာရောက်မှာမကောင်းတဲ့ဘဝဒုက္ခဆင်းရဲတဲ့ဘဝရောက်မှာနော်အေးအဲ့ဟာလေဘုရားရှင်ပြောထားတဲ့စကားလေးခွန်းနံပါတ်1ကတတိတရားနဲ့အမြဲတမ်းနေကြနံပါတ်2ကသင်္ခါရသဘောတရားတွေကိုလည်းမင်းတို့သိအောင်ကြိုးစားကြနံပါတ်3ကကိုယ်ကခရီးသွားတန်တရားခရီးသွားဖြစ်တဲ့အတွက်ကြောင့်ခရီးသွားတဲ့ပုဂ္ဂိုလ်ရဲ့အဓိကလိုအပ်ချက်ရိက္ခာဒါနအထုတ်သီလအထုတ်ဘာဝနာအထုတ်တွေကိုယ်ပိုင်အလုပ်လို့ခေါ်တယ်ကိုယ်ပိုင်ဥစ္စာလို့ခေါ်တယ်တေကိုနောက်ပါမယ်အာကိုရမယ်အဲ့ဟာလဲကြိုးစားပြီးတော့ထုတ်ထားကြပြီးတော့နံပါတ်4တေမင်းနဲ့ငါတို့နဲ့ချိန်ထားတာမရှိဘူးတဲ့ဗျာဒီစကားလေးခွန်းတာနှလုံးသားထဲမှာထည့်ထားမယ်ဆိုရင်လေအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝမညံ့ဘူးဟုတ်မှာနော်တန်တရားခရီးသွားတဲ့အခါကျအထက်တန်းကြမျက်နှာပန်းလှလှနဲ့ခရီးသွားမှာနော်အေးအထုတ်တွေမေ့နေဆိုရင်တော့အထက်တန်းကြသွားမလားမရတော့ဘူးเนาะအေးအဲ့ဒါလည်းမှတ်ထားအောင်เนาะဒီနေ့ဖယားရှင်ရဲ့ကိုစားသူ့ရဲ့เนาะပြောဆိုဆုံးမထားတဲ့အဆုံးအမဩဝါဒကိုဒီနေ့ဘုန်းကြီးကပြန်ပြီးတော့ဖောက်တယ်ချပေးပါတယ်เนาะနှလုံးသွင်းပြီးတော့ရှင်းချင်းပါသုံးသပ်ပါအမြဲတမ်းပြင်ဆင်ပါလို့တိုက်တွန်းရင်းနဲ့ဒီနေ့လောက်တဲ့ကောင်းမှုကုသိုလ်အဆုစုတို့သည်မဉ္ဇဉ်ဖွညာရကြောင်းအချစ်တော်အထောက်အပံ့ဖြစ်ရပါလို့ဤဖြစ်ပါစေသာလို့ဆုတောင်းပြီးတော့ရေဆက်သွန်းချမြတ်တမ်းပေးဝေကြရအောင်အာလုံးလိုက်ဆိုအရှင်ဖယားတပိတော်တို့သည်ယတနာသုံးတန်ကံကံရဲ့အကျိုးကိုယုံကြည်ကြကုန်သည်ဖြစ်၍တရဏဂုံ3ပါးနှင့်တကွာ5ပါးသောသီလတော်မြတ်ကိုခံယူဆောက်တည်ကြပါကုန်၏သီလ၌တည်၍ဖယားအမှုရှိသောတန်ဃာတော်အရှင်မြတ်တို့အားမွန်မြတ်လှစွာသောဆွမ်းခဲဖွယ်ဘောဇဉ်ရှုတမ်းဖွယ်ရာအဖျာဖျာတို့ဖြင့်ဆက်ကလူတန်းပါကုန်၏ထိုမတပါအရှင်ဖယားတို့သည်ယုဖဟောကြားအပ်သောပရိတ်တော်တရားတော်ကိုလည်းနာကြားကြပါကုန်၏အရှင်ဖယားယနေ့ယခုပြုလုပ်ရသောဒါနကုသိုလ်ဆောက်တည်ရသောသီလကုသိုလ်နာကြားရသောဘာဝနာကုသိုလ်သည်
ရှင်ရဲခတ်သိမ်း ရှင်ရဲခတ်တဲ့ ကင်းငြိမ်းရာမှန် ကင်းရင်ရမှာ မြတ်နိဗ္ဗာန်ဤ မြတ်နိဗ္ဗာန် ရရာရကြောင်း ရကြောင်း အထောက်အပံ့ကောင်းသည် အထောက်အပံ့ကောင်းသည် စင်စစ်မသွေ စင်စစ်မတွေ့ ဖြစ်ပါစေတည်း ဖြစ်ပါစေတည်း ယနေ့ယခု ယနေ့ယခု ပြုအမြတ်သော ပြုတမျှသော ကုသိုလ်အဆုစုတို့ဤ ကုသိုလ်အဆုစုတို့၏ အဖို့ပါကကို အဖို့ပါကကို ဤဘဝရှိဘဝ ဤဘဝရှိဘဝ တော်စကြကုန်သော တော်စကြကုန်သော မိဘဘူဘွား မိဘဘိုးဘွား တရားသမား ဆရာဓမ္မ ဆွေမျိုးမိတ်ဆွေ ဆွေမျိုးမိတ်ဆွေ အစထား အ ၍ စထား၍ 30ပုံ၌ 30ပုံ၌ ကျင်လေကြကုန်သော ကျင်လေကြကုန်သော ဝိနည်းများစွာ ဝိနည်းများစွာ တတ္တဝါအပေါင်းတို့အား တတဝါပေါင်းတို့အား အမြဘေးဝေပါကုန်၏ အမြပြေဝေကကုန် အမြရ အမြ ၍ ရ ကိုယ်စိတ်နှဖျား ကိုယ်စိတ်နှဖျား ချမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေသော ဖြစ်ကြပါစေသော အာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာ